လောကကြီးထဲမှာအားလုံးကခဏတာလာတဲခိုကြတဲ့ကံဧည့်သည်တွေပါပဲကံကြောင့်ဆုံးလာတဲ့သူတွေဟာကံကုန်သွားပြီဆိုရင်ခွဲခွာကြရတာ